အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘ ഹു တုတနဲ့ခွန်အားဖြည့်စာစုလေးများကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့စိတ်ချမ်းသာအောင်နေနည်းဆိုတဲ့စာသားလေးကိုတင်ဆက်ပေးချင်ပါတယ်သူများပြောတိုင်းလိုက်ပြီးမခံစားနဲ့ပြီးခဲ့တဲ့ဒေါသထွက်စရာတွေစိတ်မချမ်းသာစရာတွေပြန်မတွေးနဲ့မဖြစ်သေးတဲ့အကြောင်းအရာတွေကိုစိုးရိမ်တောကစိတ်နဲ့ကြိုတွေးမနေပါနဲ့ကိုဝါသနာပါတဲ့အလုပ်ကိုစူးစူးဆိုင်ဆိုင်လုပ်ကြည့်ပါကိုအကြောင်းကိုကိုကွယ်ရမှာအတင်းပြောနေတဲ့အကြောင်းကိုပြန်ကြားတဲ့အခါခံစားမနေပါနဲ့ဆုံးရှုံးသွားတဲ့အရာတွေအတွက်နှမျောတဲ့စိတ်နဲ့ခဏခဏပြန်မစင်စားပါနဲ့ကိုချစ်သူကတစ္ဆာဖောက်သွားတဲ့အခါဝမ်းသာလိုက်ပါသူ့အကြောင်းကိုစောစောစီစီသိလိုက်ရလို့ပါအသေးကွဲခြင်းလဲယာယီတော့အသေးကွဲပါမစားနိုင်မတောက်နိုင်တမိုင်မိုင်တထွေထွေနဲ့လုံမနေပါနဲ့များများယူဖို့တက်များများပေးနိုင်အောင်ကြိုးစားပါသူများကိုများများပေးနိုင်လေစိတ်ချမ်းသာရလေပါပဲပတ်ဝန်းကျင်ကိုလိုအပ်တာတက်ပို့ပြီးဂယုမဆိုင်မိစေနဲ့ကိုရှိသလောက်နဲ့ပဲရောင်ရဲတင်းတိမ်နိုင်အောင်ကြိုးစားပါကိုလုံနိုင်စွမ်းရှိသလောက်ပဲမျှော်လင့်ပါခင်ဗျာကျွန်တော်ကကိုငယ်ပါ